Pama Puni Arima Sonka Nida Piore. Tu a Sonka and Bido Jombian Line, Doroyale, to Henny Yadi. Yala. Sire to Luca Luci. Sire Takaranga Maria. Kuro Baluci no Lenutu Piasso. Lenutu Piana go long now. Bandi Lenutu and Bandi long like that. Gabiodi Lenutu and Gabiodi. Moat Lenutu moan now. Elu Launia de. Did you so have what no? A send like gone she did bought. Eralu sweetie Muri had the Kudogamulo. They don't like their come and Kudogamuri, low like Jare come. The Kudu reach out. Neddy move Kudogamulo be swing, the come and nappy out Jare. So we don't want the material, Babioro say. သူ့ရဲ့မေတော်ကြီးလည်းပဲခုနှစ်ပြည့်ရောက်နေပြီတဲ့သူ့ရဲ့ညီကိုနှစ်ယောက်လည်းနှစ်ပြည့်ရောက်နေပြီလို့သူမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတပည့်တော်ရဲ့မေတော်ကြီးလည်းနှစ်ပြည့်ရောက်နေပါပြီတပည့်တော်ရဲ့ညီနဲ့အကိုလည်းပဲနှစ်ပြည့်ရောက်နေပါပြီသူတို့ဟာနှစ်ပြည့်ရောက်ပြီးတော့လူကျင်နာတွေရပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါပြီလို့မြတ်စွာဘုရားကိုလျှောက်တယ်တဲ့ဒါဝဋ္ဌိကမထေရရဲ့အမတ်တရားစကားပဲဖြစ်တယ်ပေါ့ဒါအမတ်တရားစကားကိုတို့မှတ်သားထားဖို့အဲ့တော့သူပြောတာကဘာလို့ဆိုရင်ဒီတရားတရားရှိပြီးသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ပေါ်လာလို့ရှိရင်ကျန်တဲ့ပုဂ္ဂိုလ်တွေကိုအကျိုးပြုနိုင်တယ်ဆိုတာကိုသူပြောလို့ရမယ်ဒါမို့လူကောင်းတယောက်ဖြစ်ပေါ်လာပြီဆိုရင်အလုံးအတွက်အကျိုးဖြစ်ထွန်းတယ်အဲ့ဒါကြောင့်မလို့သူကိုယ်တိုင်ဟာသူ့ရဲ့ဆွေမျိုးတွေကိုနှိပ်ကွက်ဆုံးမပြီးကောင်းတဲ့ဘက်ကိုဗမာစကားနဲ့ပြောမယ်ဆိုဇိကုတ်နှပ်ပြည့်တင်တာပေါ့နော်ဇိကုတ်နှပ်ပြည့်တင်တဲ့အလုံးနဲ့လုံးလို့သူ့မေတော်လည်းပဲနှပ်ပြည့်ရောက်သွားပြီသူနဲ့ညီကိုတော်တဲ့ပုဂ္ဂိုလ်တွေလည်းနှပ်ပြည့်ရောက်သွားပြီလို့မြတ်စွာဘုရားကိုရှောက်ခဲ့တာဖြစ်တယ်ပေါ့နောက်တစ်ခါရှက်သောစဆိုတဲ့မထေရမြတ်ရဲ့အမတ်တရားစကားကိုပြောအောင်ရှက်သောစဆိုတဲ့ပုဂ္ဂိုလ်ဟာတာဝတိမြို့နာမြို့ရဲ့အပြင်တကားဝမှာရွာတွေရှိတယ်တာဝတိမြို့ဆိုတာအစိရဝတိမြစ်ကမ်းဘေးမှာရှိတယ်ပေါ့ခုချိန်သွားရင်တော့အဲ့ဒီမြစ်ကကောသွားပြီမရှိတော့တာဝတိရောက်တဲ့ပုဂ္ဂိုလ်တွေတွေ့လိမ့်မယ်အဲ့ဒီမှာအစိရဝတိမြစ်နားမှာနေတော့မြစ်ကမ်းမှာဆိုတော့အသက်မွေးဝမ်းကြောင်းလုပ်တဲ့ပုဂ္ဂိုလ်တွေဟာခုခေတ်တော့ရေလုတ်သားလို့လလပပခေါ်တဲ့တန်ဃာတွေပေါ့ရေလုပ်ငန်းလုပ်ပြီးတော့အသက်မွေးကြတဲ့တန်ဃာမျိုးရိုးတွေမှာသူကသွားဖြစ်တယ်တန်ဃာအကြီးကဲအဲ့ဒီရွာရဲ့အကြီးကဲတန်ဃာလုပ်ငန်းနဲ့အသက်မွေးကြတဲ့ပုဂ္ဂိုလ်တွေထဲမှာခေါင်းဆောင်ဖြစ်တဲ့အိမ်မှာသွားပြီးတော့မွေးဖွားတယ်သူနဲ့နေတုနန္တုဖွားဘက်တော်တွေလို့ဆိုတဲ့လူက900ရှိတယ်အဲ့ဒီရွာလည်းလူများတယ်မှန်ပါဗျာတပြိုင်နဲ့တရက်ထဲမှာမွေးကြတာလူ900ရှိတယ်တကယ်ချင်း900ဖြစ်သွားတယ်အဲ့ဒီတကယ်ချင်း900ဟာထုံးစံတိုင်းအရွယ်ရောက်လာတဲ့အခါမှာသူ့မိဘတွေလှုပ်တဲ့အလုပ်ကိုသူတို့ဆက်လုပ်ကြတခါတည်းမိဘဆိုသူတို့ကိုယ်တိုင်ကလည်းပဲသင်ယူတာအဲ့ဒါငါးဘယ်လိုဖိုင်းရမယ်ပိုက်ဘယ်လိုကွန်ကိုဘယ်လိုပြည့်ရမယ်ပြည့်ပြီးရင်ငါးမိအောင်ဘယ်လိုဆွဲရမယ်ဆိုတာကိုသင်ထားတာဟုတ်အဲ့တော့အဲ့ဒီလိုသင်ထားတဲ့အခါမှာသူတို့ကိုယ်တိုင်နော်ကွန်ကိုဖြန့်ကျက်ပြီးတော့ပထမဆုံးနေ့မှာတငယ်ချင်း900ငါးဖန်ထွက်ကြတယ်ငါးဖန်ထွက်ကြတယ်အဲ့ဒါလို့ငါးဖန်ထွက်ပြီးတော့မိဘတွေသင်ထားတဲ့အတိုင်းပဲအဲ့ဒီကွန်ကိုခင်းကမြစ်ထဲမှာပြစ်လိုက်တဲ့အချိန်မှာပထမဆုံးကွန်ပြစ်ပြီးဆွဲလိုက်တဲ့အချိန်မှာငါးကြီးတစ်ကောင်မိတယ်အဲ့ဒီငါးကြီးကထူးထူးဆန်းဆန်းရွှေရောင်တောက်ပြီးဝင်းဝင်းလဲလဲဖြစ်နေရွှေငါးကြီးမိတာတို့ကမင်္ဂလာယူကြတာပေါ့ဒီကလေးတွေကကြည်စမ်းပထမဆုံးနေ့ငါးဖမ်းထွက်တဲ့နေ့မှာရွှေငါးကြီးဖမ်းမိတယ်ရွှေငါးကြီးဖမ်းမိတယ်အုတ်အောင်လည်းဖြစ်ပြီးတော့အဲ့ဒီငါးကြီးကိုဖမ်းပြီးတော့ဘုရင်ကိုသွားဆက်မယ်
မတတ်ဘူးအဲ့ဒီငါးကြီးကိုယူသွားတာထူးခြားတဲ့ငါးကြီးရွှေရောင်တောက်နေတဲ့ရွှေငါးကြီးအဲ့ဒီရွှေငါးကြီးကိုလှေထဲမှာထည့်ရေထဲမှာထည့်တာနော်တော်တော်ကြီးတဲ့ပိန်းကောမလို့ဟိုရေကန်လုတ်ပြီးတော့ပေါ့ရေကန်လုတ်ရေထဲထည့်ပြီးတော့ဘယင်းစီယူသွားတာဒီတိုင်းယူသွားရင်လည်းသိမှာဟုတ်နော်အဲ့ဒါကြောင့်ရေကန်နဲ့ထည့်ပြီးတော့တည်သွားတယ်ဘယင်းစီရောက်တဲ့အခါကျတော့ဟာငါးကြီးကထူးဆန်းတယ်ဒီလိုရွှေငါးဆိုတာတစ်ခါမှမတွေ့ဘူးရွှေစင်းကတို့ဝါဝင်းနေတဲ့ငါးကြီးတစ်ခါမှမတွေ့ဘူးဆိုပြီးမြတ်စွာဘုရားစီကိုရှောက်မယ်ဆိုကောသလမင်းကြီးကတည်ခိုင်းတယ်စေတော်အကြောင်းကိုတည်ခိုင်းတယ်တည်ပြီးတော့ဘုရားစီတည်သွားကြတည်သွားတဲ့အခါမှာမြတ်စွာဘုရားကိုမေးတယ်အရှင်ဘုရားတဲ့ဒီတောရိမြို့တကားနာကရွာကတန်ဃာရွာကကလေးတွေဖမ်းလိုက်တာဒီကနေ့ရွှေငါးကြီးရလာတယ်ဒီငါးကြီးကဘာကြောင့်တခြားငါးတွေနဲ့မတူဘဲနဲ့ရွှေရောင်ဖြစ်နေရတယ်လဲရွှေရောင်ဖြစ်ရတယ်လဲပြီးတော့ခန္ဓာကိုယ်ကသာရွှေရောင်ပါးစပ်ဟလိုက်လို့ရှိရင်ပုတ်စော်နမ်းလိုက်တာနော်ပါးစပ်ဟလိုက်လို့ရှိရင်မခံနိုင်တော့အောင်ပုတ်တဲ့အနံ့ကြီးကနမ်းတယ်အဲ့ဒါနဲ့မြတ်စွာဘုရားစီယူသွားတဲ့အခါကျတော့မြတ်စွာဘုရားကတန်ဝေရရစရာကောင်းတယ်အဲ့ဒီမှာဒီငါးကြီးကတခြားမဟုတ်ဘူးတဲ့ကသဗ္ဗဘုရားလက်ထက်တုန်းကကသဗ္ဗဘုရားရဲ့သာသနာတော်မှာသာသနာပေါ်ဝင်ပြီးယဟန်ပြုခဲ့တဲ့ကပိလဆိုတဲ့ယဟန်ဖြစ်ဖူးတယ်တဲ့အဲ့ဒီယဟန်ဘဝမှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုဆုံးမသွန်သင်စာပေပို့ချပေးတယ်တရားဟောပြောပေးတယ်ဒါကြောင့်မို့ဘုရားတရားတော်တွေကိုဟောပြောတယ်မြတ်စွာဘုရားကိုချီးမွမ်းစကားပြောခဲ့တယ်ဒါကြောင့်မို့လို့သူဟာရွှေရောင်အဆင့်ကိုရတာတဲ့သို့တော့နောက်ပိုင်းရောက်တဲ့အခါကျတော့သူကမာနတွေဓာကြီးသူ့လောက်ကြံတဲ့ကိုယ်တော်တွေမတတ်ဘူးဆိုပြီးတော့ယဟန်တွေကိုညံ့ရမလားဖြင်းရမလားနော်ညံ့နေဖြင်းနေနဲ့ဆိုပြီးတော့ဆူဆဲပြီးတော့ဒီလောက်အာရသလားတို့အခုလို့ဆူဆဲပြီးပြောဆိုခဲ့တဲ့အတွက်ကြောင့်မလို့သူပါးစပ်ကပုတ်စော်နမ်းနေတာတဲ့အဲ့တော့မြတ်စွာဘုရားကဒီငါးကြီးကိုမေးရမလားလို့ဆိုတကယ်မေးကြည့်ရမလားဆိုမေးကြည့်ပါဘုရားဆိုမြတ်စွာဘုရားမေးတယ်မေးဘယ်သူလဲလို့မေးတော့သူဟာကပိလယဟန်ပါဗျာလို့ပြောနော်သူ့မှာလည်းပဲအကိုတယောက်ရှိတယ်အမေရှိတယ်နှမလေးရှိတယ်အကိုတယောက်ကတော့ယဟန္တာဖြစ်ပြီးသွားတယ်တာဂတဆိုအမေကတော့တာတိနီနှမလေးကတာပနာတဲ့သူတို့ကသူ့ကိုစာရီတက်ပြီးတော့အလုံးနဲ့သားရာကိုခုံယူပြီးတော့သူ့ကိုပြောသမျှလိုက်ကြသူ့ကိုပဲကနေကြတယ်သူ့ကိုဆဲရင်သူတို့လည်းဝိုင်းဆဲကြတယ်ပေါ့နော်ကြောက်เสียနော်အဲ့ဒါသူ့ကိုပဲကနေဒါကြောင့်မလို့တည်တဲ့အခါမှာအကိုလုံးတဲ့ပုဂ္ဂိုလ်ကဆုံးမတယ်မလုံးနဲ့မပြောနဲ့ဒါမျိုးတွေကိုမာနမထားနဲ့လို့ဆုံးမနားမထောင်တော့သူ့ကိုယ်ကလည်းဥပ္ပခါရှုလိုက်တယ်အမေနဲ့နှမကသူ့နဲ့သဘောတူရန်တွေကိုဆဲတယ်နှိမ့်တယ်အဲ့လိုလုပ်တာကိုသိတဲ့အခါမှာသူတို့ငရဲကြသွားကြအကုန်အဲ့ဒီငရဲချပြီးငရဲလွတ်လာတဲ့အခါမှာခင်းကမြစ်ထဲမှာအခုတို့ငါးကြီးလာဖြစ်တယ်ငါးလာဖြစ်ပြီးတော့အခုဒီကသိရင်ပဲရောက်ပလဲလို့ဆိုအဲ့ဒီငရဲကိုပြန်ရမှာပါလို့ပြောပြီးအဲ့နှလုံးမသာမယာဖြစ်မြတ်စွာဘုရားသူ့ဘဝဇာကြောင်းနေသိပြီဆိုပြီးတော့နောင်တကြီးစွာရပြီးတော့သူ့ကိုယ်သူခုံပြီးတော့ခေါင်းနဲ့လှေနံနဲ့ဆောက်ပြီးတော့အဲ့ငါကြီးကသိဆုံးသွားတယ်သိဆုံးပြီးဝိဇိငရဲပြန်ရောက်သွားတယ်လို့သူတို့ဆိုတယ်အဲ့ဒီငါကြီးကဒီလူငယ်900ကဖမ်းလိုက်တဲ့အခါမှာပထမဆုံးတွေ့တယ်ငါပဲအဲ့ဒီလိုငါကြီးအကြောင်းကိုမြတ်စွာဘုရားက
ရှင်းပြလိုက်တဲ့အခါမှာသူတို့ဟာထိတ်လန့်တုန်လှုပ်ပြီးတံဝေကားတွေရကြတယ်ရပြီးတော့အဲ့ဒီတို့လည်းပဲတန်ခါဘဝနဲ့နေလို့ရှိရင်ပင်ငရဲကြကြမှာပဲဆိုပြီးတော့အလုံးဟာသာသနာပေါင်းဝင်ပြီးတော့ရဟန်းပြုကြတယ်သာသနာပေါင်းဝင်ပြီးရဟန်းပြုတော့ဝါဆိုကာလမှာမြတ်စွာဘုရားကဝိစီတိုင်ကြွသွားပြီးတော့ဝေသာလီပြည်နာကကုတကရသာလာဆိုတဲ့ကျောင်းမှာသရင်သုံးတယ်အဲ့ဒီဝါထဲမှာသရင်သုံးတော့သာဝတိမြို့မှာရောက်တဲ့အချိန်တုန်းကသူတို့ကပိလရဲ့ဇာလန်းကိုသိရတဲ့အခါမှာသာဝေကရပြီးသင်္ကန်းဝတ်ကြတယ်အဲ့ဒါလို့သင်္ကန်းဝတ်ပြီးမြတ်စွာဘုရားကြွသွားတဲ့အခါမှာဖျားဖူးဖို့ဆိုပြီးတော့ဝေသာလီကုတကရသာလာအကြောင်းကိုသူတို့ယဟန်900ရောက်ရှိလာကြတယ်ရောက်ရှိလာတဲ့အခါမှာအချင်းချင်းနှုတ်ဆက်ကြခြင်းသင်္ကန်းတပိတ်နေရာချရင်းနဲ့ဆူဆူညံညံလေးဖြစ်သွားတယ်ဖြစ်တာနဲ့မြတ်စွာဘုရားကရှင်အနန္ဒာကိုမေးတယ်အနန္ဒာဆူဆူညံညံနဲ့ဘယ်သူတွေလဲမလုပ်ကြတာလဲလို့ဆိုရသောစနဲ့ယဟန်900ရောက်လာပြီးတော့သူတို့အချင်းချင်းနေရာခြားထားရင်းနဲ့စကားပြောတဲ့အတန်လေးပါဗျာဆိုတော့ဒါဆိုရင်သူတို့ခေါ်လိုက်လို့ဆိုမြတ်စွာဘုရားခေါ်ခိုင်းတော့ရှင်အနန္ဒာတော့ခေါ်လိုက်မြတ်စွာဘုရားခေါ်တယ်ဆိုတော့သူကြွလာမြတ်စွာဘုရားကသူတို့လည်းရောက်ရောပါပြောတော့စူးစူးညံညံလှုပ်တာသင်တို့လားလို့ဟုတ်ပါတယ်စကားပြောကြရင်နဲ့ဆူညံမှုဖြစ်သွားပါတယ်ဆိုတော့မင်းတို့ကငါနှင်းနေဒီမှာတယောက်မှမနေချမ်းနဲ့သွားကြဆိုဗျာနှင်းထုတ်လိုက်တော့ဆူညံတဲ့နဲ့ကိုနှင်းထုတ်တယ်ဗျာနော်အဲ့ဒါလို့နှင်းထုတ်လိုက်တဲ့အခါမှာသူတို့ဟာအသာလေးတိတ်တိတ်လေးကုပ်ပြီးထွက်သွားကြတယ်ပယ်သွားတော့ဆိုတော့ဝဲကုမှုဒမြေကမ်းအဲ့ဒီဝေသာလီပြည်နာကဝဲကုမှုဒမြေဆိုရှိတယ်အဲ့ဒီမြေကမ်းခြေကတောမှသွားပြီးတော့နေထိုင်ကြတယ်အဲ့ဒီရောက်တဲ့အခါကျတော့ယသောစခေါင်းဆောင်လုပ်တဲ့ဒီယသောစမထေရကသူ့နောက်လိုက်တပည့်တွေကိုဆုံးမတယ်မြတ်စွာဘုရားကတဲ့ငါတို့ရဲ့အကျိုးကျေးဇူးကိုငါတို့ကောင်းကျိုးကိုလိုလားလို့လိုလားတဲ့စိတ်နဲ့ငါတို့ကိုနှစ်ထုတ်တာဖြစ်တယ်မြတ်စွာဘုရားစိတ်တိုင်းကြအောင်တို့နေမှာဖြစ်မယ်ဆူရညာနာကိုမြတ်စွာဘုရားစိတ်တိုင်းမကြဘူးငါတို့ကစိတ်တိုင်းမကြအောင်နေမိတယ်ဒါကြောင့်မို့မြတ်စွာဘုရားစိတ်တိုင်းကြအောင်တို့နေကြမယ်ဘလောက်ကောင်းလဲနှလုံးသွင်းနော်ဆူရညာနာကိုသူတို့စဉ်းစားပုံလေးခေါင်းဆောင်ဖြစ်တဲ့ယသောဇမထေရစဉ်းစားပုံလေးကြည့်ဘုရားကတို့ကိုဆူလိုက်တာဟာတဲ့ငါတို့ရဲ့ကောင်းကျိုးချမ်းသာကိုလိုလားလို့ဖြစ်တယ်တို့နေတာကသူစိတ်တိုင်းကြမဟုတ်ဘူးဒါကြောင့်မို့လို့တို့ဒီနေ့ကနေစပြီးမြတ်စွာဘုရားစိတ်တိုင်းကြအောင်နေချရအောင်ဆိုပြီးတော့အဲ့မှာတရားထုတ်ကြတဲ့အခါမှာတဝါတွင်အတွင်းမှာပဲအလုံးကယန္တာတွေဖြစ်သွားကြနော်ယန္တာဖြစ်သွားယန္တာဖြစ်သွားတဲ့အခါမှာသူတို့လည်းယန္တာဖြစ်သွားရောမြတ်စွာဘုရားကရှင်အနန္ဒာကိုပြောတယ်ငါနှင်ထုတ်လိုက်တဲ့ယသောစတို့ပဲရောက်နေကြလဲပေါ့ဒီယဟန်နေပဲရောက်နေကြတော့ဆိုရှင်ဘုရားဝဲကုမှုရမြေကမ်းကြီးမှာရှိတဲ့ကျောင်းမှာတောရကျောင်းမှာနေကြပါတယ်ဆိုအေးငါစိတ်ထဲမှာအဲ့ဒီနေရာကိုငါသွားချင်စိတ်ဖြစ်နေတယ်မြတ်စွာဘုရားအဲ့ဒီနေရာကြည့်ရတာစိတ်ထဲမှာလင်းလင်းချင်းချင်းရှိလိုက်တာအဲ့ဒီနေရာကသာသရရှိလိုက်တာသွားဖို့နေသာသာနှလုံးသွင်းရင်တောင်မှပဲစိတ်ချမ်းသာဝဲကောင်းလိုက်တာငါကိုယ်တိုင်အဲ့ဒီယဟန်ကိုတွေးချင်လိုက်တာရှင်အနန္ဒာကိုပြောတာရှင်အနန္ဒာကယဟန်တစ်ပါးကိုလွတ်ပြီးတော့ဝဲကုမှုရမြေကမ်းမှာသရင်သုံးတဲ့ယသောစအမှုရှိတဲ့ယဟန်ကိုသွားခေါ်ရှင်ဘုရားတို့ကိုမြတ်စွာဘုရားတွေးချင်တယ်ရှင်ဘုရားတို့ကိုခေါ်တယ်ဆိုမြတ်စွာဘုရား
ခေါ်တယ်ဆိုတာနဲ့ပဲသူတို့ဟာအလုံးတကိုးနဲ့ကြွလာကြဘုရားရှိရောက်တယ်သူတို့ဘုရားရှိရောက်တဲ့အခါမြတ်စွာဘုရားသူတို့နှုတ်မဆက်ဘူးဘာလို့နေလဲဆိုမြတ်စွာဘုရားအဲ့ချိန်မှာသံသမဘတ်ဝင်စားနေတယ်အနိစ္စသမဘတ်ဆိုတာတကယ်ကိုစိတ်ကိုချုပ်နေတဲ့အတိုင်းအတာတစ်ခုလောက်ထိအောင်ရောက်တဲ့အဆင့်မြင့်တဲ့သမဘတ်ပေါ့နော်မိုးကြိုပြစ်တန်တော်မကြားတဲ့ဟာအဲ့ဒီသမဘတ်ကအမြဲတမ်းအစွမ်းတတ်ရှိတယ်အလာရကာလမဆိုတဲ့ယသိကြီးဟာအနိစ္စသမဘတ်ဝင်စားပြီးတော့တစ်ပင်ရင်းမှာထိုင်နေတယ်အဲ့ဒီနားလေးကကပ်ပြီးတော့လှဲပေါင်း900မောင်းသွားတာမသိလိုက်ဘူးအိပ်ပြောတာမဟုတ်ဘူးသမဘတ်ဝင်စားတာအတန်လည်းမကြားလိုက်ဘူးတဲ့မြတ်စွာဘုရားကြတော့လေတော်ထဲမှာမြတ်စွာဘုရားကောက်ရိုးကိုအမိုးနဲ့ကောက်ရိုးအုံကြီးလှုပ်ထားတဲ့ထဲဝင်ပြီးတော့လေတော်တစ်ခုမှသတင်းသုံးနေထိုင်တယ်အဲ့ဒီအချိန်မှာမိုးသားတိမ်လေးတွေတက်ပြီးတော့မိုးတွေချုံလိုက်တာမိုးချုံရုံနဲ့မကဘူးမိုးကြိုးပစ်ချလိုက်မိုးကြိုးပစ်ချရင်လယ်သမားတွေဟာအထိတတ်တယ်ဗမာပြည်မှာလည်းအဲ့ဒါပဲဘာလို့လို့ဆိုမိုးကလည်းရွာတယ်သူတို့ကလည်းကွင်းမြင့်ထဲမှာလှုပ်ရတယ်ကွင်းမြင့်ထဲမှာလှုပ်တယ်မိုးကြိုးပစ်ဖို့များတယ်နော်မိုးကြိုးပစ်ခံရဖို့များတယ်ဒါမို့မိုးတွေရွာနေပြီဆိုရင်အပြင်ကိုသိမ့်မထွက်တာကောင်းတယ်ပြင်သိမ့်ထွက်ရင်လျှက်စီးလက်ထလို့ဖြစ်တတ်တယ်ပေါ့နော်ကိုတယောက်တည်းထောင်းဆိုပြစ်မှသိချတယ်အဲ့တော့ဝတ်နေရင်တော့သက်တာလေးပဲဝတ်နေတိုင်းသက်တာမိုးကြိုးကလည်းဟိုမကောင်းတဲ့လူပြစ်တာရဲ့လို့ဒီလိုဟုတ်ပါဘူးလျှက်စီးလက်တဲ့သဘောပါနော်လူတွေကတော့ထင်တယ်မကောင်းလို့ပြစ်တယ်လို့ထင်တယ်မဟုတ်ဘူးချွန်ညွန်နဲ့ထောင်းလို့ရင်ပြစ်မှာပဲတဲ့သူပြစ်လိုက်တဲ့အချိန်အထောင်ဆုံးနေရာထိမှာပဲလားဒါကြောင့်မို့လေတော်ထဲမှာလှုပ်ကြတဲ့လေသမားတွေဟာမိုးကြိုးပြစ်လို့သေးတာဗမာပြည်မှာလည်းနဲတာမဟုတ်ဘူးတစ်နှစ်ရှိတယ်ညီကို2ယောက်နွားတရှင်းစီနဲ့လေထွန်းနေကြတာမိုးတွေတက်ပြီးမိုးကြိုးပြစ်တဲ့အချိန်မှာသူတို့လေထွန်းနေတာဆိုတော့မိုးရွာပြစ်ချတာညီကို2ယောက်လည်းသေနွားလေးကောင်လည်းသေဟုတ်အဲ့လိုသေတော့ရွာတွေကလူတွေထွက်လာကြပြီးတော့မိုးကြိုးပြစ်သွားတယ်ဆိုတာထွက်ပြီးကြည့်ကြတာလူအုပ်ကြီးဖြစ်တယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားမိုးလေးလဲဆဲသွားရောကောက်ရိုးအုံတွေကနေထွက်ပြီးပြင်းမဲ့မှာလမ်းလျှောက်တော့ဖွေးလှုပ်နေတဲ့လူအုပ်ကြီးကိုမြင်တဲ့အခါသူစီကိုတခါတယောက်ကမြတ်စွာဘုရားစီကိုတခါတယောက်ရောက်လာပြီးတော့ဘုရားကိုချမြတ်စွာဘုရားသူ့ကိုမေးတယ်ဟိုလူတွေကဘာလို့ချတာတော့ဆိုအရှင်ဘုရားတဲ့အခုတည်းမဲ့မိုးတွေရွာမိုးကြိုးပြစ်လို့ညီကို2ယောက်နဲ့နွားလေးကောင်သေတယ်တဲ့အရှင်ဘုရားဘယ်မှာနေတာတော့ငါဒီထဲမှာပဲရှင်ဘုရားမိုးရွာတာမသိလိုက်ဘူးမသိလိုက်ဘူးမိုးကြိုးပြစ်တာရောမကြားလိုက်ဘူးမကြားလိုက်ဘူးတဲ့ရသော်ပဲအဲ့ဒါအနိစ္စသမဘတ်ဝင်စားနေတဲ့အချိန်နော်အနိစ္စသမဘတ်ဆိုတာအဲ့ဒါမျိုးလုံးဝဒီအတ္တမလန်စုညံနံလေးဘာမှမလှုပ်ဘူးအဲ့ဒါလောက်ထိအောင်ငြိမ်သက်တဲ့သမဘတ်မျိုးဘုရားဝင်စားနေတာဝင်စားတော့ရသောဇနဲ့ရဟန်း900ကလည်းမြတ်စွာဘုရားရှေ့ရောက်ဝတ်ပါချပြီးတော့မြတ်စွာဘုရားသူတို့ခါတိုင်းဆိုရင်နှုတ်ဆက်တာနှုတ်မဆက်ဘဲနဲ့မြတ်စွာဘုရားထိုင်နေတော့ရသောဇကြည့်လိုက်တယ်ဘုရားပါလုံးနေတာတော့လို့ကြည့်လိုက်တယ်အနိစ္စသမဘတ်ဝင်စားတယ်ဆိုသူတို့ကဘုရားနောက်လိုက်ဝင်စားကြတယ်သူတို့လည်းသမဘတ်ဝင်စားကြတယ်စဉ်းစားကြည့်နော်သမဘတ်ဝင်စားတယ်မြတ်စွာဘုရားဝင်စားတဲ့နောက်လိုက်ပြီးဝင်စားတာအဲ့ဒီမှာရှင်အနန္ဒာကအဲ့ဒီအကျိုးအကြောင်းကိုမသိတော့ညတညလုံးမြတ်စွာဘုရားငုတ်တုတ်ထိုင်နေတယ်ကိုတော်တွေလည်းငုတ်တုတ်ထိုင်တယ်ကြွားလာတဲ့ကိုတော်တွေကိုနှုတ်ဆက်စကားပြောရမှာဘုရားရဲ့ထုံတန်းဆင်လာဟာလေအဲ့တော့အရှင်ဘုရားတဲ့အချိန်ကပထမယံကုန်သွားပြီဆို10နိုင်လောက်ရှိနေပြီဘုရားတဲ့ကိုတော်တွေလည်းအကြာကြီးထိုင်နေပြီသူတို့ကိုအရှင်ဘုရားနှုတ်ဆက်စကားမိန့်ကြပါလို့ဆိုမြတ်စွာဘုရားတုတ်တုတ်မှမလှုပ်အဲ့ဒီကနေဆက်ထိုင်လိုက်တာညနိုင်ပြ2ချက်ထီအောင်နော်
အဲ့ဒီမှာရှင်အနန္ဒာတခါလျှောက်ပြန်တယ်ရှင်ဘုရားတဲ့တန်ဃာတွေထိုင်နေတာကြာလာပြီဒီရှင်ဘုရားနှုတ်မဆက်သေးလို့ဒီတိုင်းငုတ်တုတ်ထိုင်နေကြတယ်ဆိုလျှောက်ပြန်မြတ်စွာဘုရားအဖြေမပေးဘူးအာနိသသမဘဝင်စားနေတယ်တခါမနဲ့မိုးလင်းလို့အမောင်လေးတွေကင်းပြီးတော့အလင်းအောင်လေးတွေရောက်လာပြီးအာယုတက်ခဏနေချိန်ရောက်လာတဲ့အခါရှင်ဘုရားတဲ့တညလုံးယဟန်တွေကထိုင်နေရပြီပေါ့ရှင်ဘုရားနှုတ်ဆက်ပါဆိုမြတ်စွာဘုရားအဲ့ကြမှာဖွင့်ပြောတယ်အာနန္ဒာတဲ့ငါလည်းအာနိသသမဘဝင်စားနေတာဒီယဟန်နေလည်းအာနိသသမဘဝင်စားနေတာဖြစ်တယ်တဲ့မင်းမသိလို့ဒါတွေငါ့ကိုတင်းနှုတ်ဆက်ဖို့ပြောနေတာဖြစ်တယ်ဟိုယဟန်တွေကသိတယ်တဲ့ငါသမဘဝင်စားနေတဲ့အတိုင်းသူတို့လိုက်ပြီးတော့ဝင်စားနေကြတာဖြစ်တယ်လို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒီယဟန်တွေကိုရသောစအမှုရှိတဲ့ယဟန်တွေကိုချီးမွမ်းထောပနာပြောတယ်အဲ့ဒီလိုပြောတဲ့အခါမှာခေါင်းဆောင်ဖြစ်တဲ့ရသောစမထေရသူကချိုးချိုးချမ်းချမ်းကျင့်ချိုးချိုးချမ်းချမ်းကျင့်တော့သူကိုယ်တိုင်ကလည်းပဲတန်ဃာတဲ့ရဲ့သာသမီဆိုတော့လေဟိုရုပ်စင်းကလည်းလှကြမှာလှမှာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုပြောတော့ဆိုကာလပပင်ကသင်္ကာသောကိသောဓမ္မတိဓမ္မနိတန္တတောမတ္တိညုအာနပနမိအာဋိနမာနတောနရောတဲ့တကူလုံးဟာလည်းပဲမာနဲ့တူတော့ဆိုစင်တုံးမနွယ်လို့မဲကြုတ်ကြုတ်အစ်စ်တွေကတုတ်သူကလည်းပဲပိန်ပိန်ကက်ကက်ဖြစ်နော်ပိန်ပိန်ကက်ကက်လူကလည်းပိန်ပိန်ကက်ကက်အသားကလည်းညိုညိုမဲကိသောပိန်လိုက်တာဓမ္မနိတန္တတခတ်တော်ဘယ်နေရာကြည့်ကြည့်အသားတွေမမြောက်အကျော်ပြိုင်ပြိုင်ထနေတော့မြန်အကျော်တွေဖုံးလွှမ်းနေတယ်ပိန်တဲ့ပုဂ္ဂိုလ်ကြည့်အကျော်တွေဖောင်းနေတာနော်အကျော်ပြိုင်ပြိုင်ထနေတယ်တဲ့မတ္တိညုအာနပနမိစားတဲ့အစာအာဟာရတွေမှာသူဟာအတိုင်းတာသိတယ်ဆိုလိုတာကချိုးချိုးချမ်းချမ်းကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာဝဝဖြူဖြူမရှိပဲနဲ့ပိန်လှီပြီးတော့တကယ်ကိုကမ္မထာရုပ်ပေါက်တယ်ဆိုဒါကြောင့်မို့လို့လောကနိတိဖတ်ဖို့ကြတယ်မို့လားယဟန်ဆိုပိန်မတင့်တယ်တဲ့ဆိုတာယသိယဟန်ဆိုပိန်မတင့်တယ်အဝနေတဲ့လူတွေဝါတုတ်တွေတတိထားဟောအဲ့တော့ယဟန်ဆိုပိန်မတင့်တယ်တဲ့အဲ့လိုပြောတာအခုဒီရသောစမထေရအဲ့လိုပဲပိန်ချုံနေတာမတ္တင်ညုအာနပနမိအစာအဖြောမှသူကအတိုင်းတာသိတယ်အဋ္ဌိနမာနသောနရောတဲ့စိတ်ဓာတ်အနေနဲ့လုံးဝတွန့်ဆုတ်ခြင်းမရှိတဲ့တကယ်သူရဲကောင်းပါပဲလို့မြတ်စွာဘုရားကသူ့ကိုချီးမွမ်းတယ်နော်ပိန်လီပြီးတော့အကျော်ပြိမ်ပြိမ်ထနေတဲ့ဒီယဟန်ဟာအစားအသောက်နဲ့ပတ်သက်ပြီးတကယ်ကိုချိုးချိုးချမ်းချမ်းနေထသည့်အတွက်အလုံးကိုသူရဲကောင်းပါပဲလို့မြတ်စွာဘုရားချီးကျူးစကားပြောတဲ့အခါမှာသူကယဟန်တွေကိုဒီချီးကျူးစကားကိုမှတ်သားထားပြီးတော့ယဟန်တွေကိုသူကဆုံးမဩဝါဒပေးတယ်ဆက်ပြီးတော့ဘာပေးတော့ဆိုဖုတ်ထောဒံတိဟိမဂတိဟိအရိညတမိန်ဗျာဝနိနာဂောသင်္ကာမတိတေဝတတောတတရာဓိဝတိတော်ရကြောင့်ဒီမှာနေတယ်ဆိုတာတဲ့ချင်းနေကြိုက်တယ်မက်တွေကြိုက်တယ်နော်တော်ကြီးအုံကြီးထဲမှာနေတယ်ဆိုရင်ချင်းလည်းကြိုက်ခံရမယ်မက်တွေလည်းကြိုက်ခံရမယ်အဲ့ဒါတွေကိုဒီသိခံနိုင်ရစစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ဆင်ကြီးဟာရန်သူတွေကပြစ်လိုက်တဲ့လှန်နဲ့လည်းသူ့ကိုယ်ပေါ်ရောက်လာတာမြားနဲ့ပြစ်လိုက်ရင်လည်းသူ့ကိုယ်ပေါ်ရောက်လာလှန်တို့လှန်ရှည်နဲ့လှန်ထိုးသူစီရောက်မိန်နဲ့လှန်ပြစ်သူစီရောက်အဲ့ဒီလိုသူစီရောက်လာသမျှတွေကိုလက်နဲ့တည်းထိတာကိုတီးခံတယ်လို့တတောတတရာဓိဝတိတော့အကြောင်းမှနေမယ်ဆိုရင်တတိကြီးစွာထားပြီးတော့ဒီလိုချင်းကြိုက်တဲ့
ဓာတ်နည်းကိုသိခံရမယ်သိခံပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်ရမယ်လို့ယဟန်တွေကိုဆုံးမတယ်ပြီးတော့ဘာပြောတော့ဆိုသူဆုံးမပုံလေးကယထာပြမတထာဧကောပြမရီဆိုတာဇံဝင်စားပြီးတူတဲ့နေတာပြမကပြင်းလို့နှစ်ယောက်နေတယ်လို့မရှိဘူးပြမဆိုတာကမ္မထာအထုတ်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ယောဂီတွေကနှစ်ယောက်တွဲပြီးနေတာမဟုတ်ဘူးတရားထုတ်ရင်တယောက်တည်းနေရတာစကားမပြောရဘူးယောဂီဆိုတာနော်ယထာပြမတထာဧကောတဲ့ပြမလူတယောက်တည်းနေနိုင်အောင်ကြိုးစားတယ်ပြမတွေဟာအဖော်နဲ့နေတာမဟုတ်တယောက်တည်းဘာကြောင့်လို့ဆိုပြမပြေမှာယောက်ျားမိန်းမမရှိဘူးလေလူပြေမှာကျတော့နှစ်ယောက်မှပြောတာတယောက်တည်းပြင်းတယ်အဲ့တော့ပြမတွေလိုပဲတယောက်တည်းနေအဲ့တော့တယောက်တည်းနေရမယ်အဲ့လိုမဟုတ်ပဲနဲ့တယောက်တည်းအားထုတ်နိုင်ရမယ်အဲ့လိုမဟုတ်လို့ရှင်လေနတ်တီလိုနှစ်ယောက်နေနတ်တီကြတော့သူကတွဲလိုက်နေကြတာနတ်တီပြမတွေလိုတယောက်တည်းမနေဘူးနတ်ဆိုတာကကာမဘုံသားတွေဆိုတော့တူနဲ့တူခင်ခင်မင်းမင်းနေကြထိုင်ကြတယ်ပေါ့နော်နှစ်ယောက်နေကြတယ်နှစ်ယောက်နေတဲ့အခါမှာနှစ်ယောက်နေလို့ရှိရင်တယောက်တည်းနေတာနဲ့တော့မတူဘူးနှစ်ယောက်နေရင်စကားများမယ်ရန်ဖြစ်မယ်အနည်းဆုံးအပြောအဆိုမတည့်အောင်နှစ်ယောက်နေရင်ထုံးစံပဲနော်အဲ့တော့နှစ်ယောက်နေရင်မတည့်တဲ့အခါမတည့်ဘူးနတ်တွေဟာနှစ်ယောက်နေကြတယ်တဲ့ယထာခာမိတတော်တယောရွာထဲမှာနေတဲ့လူတွေက2ယောက်မကဘူးတဲ့3ယောက်နေတာတဲ့ဟုတ်လားမသိဘူးရွာထဲမှာ3ယောက်နေကြတယ်အဲ့တော့3ယောက်ဆိုရင်နည်းနည်းတော်သေးတယ်တဲ့အဲ့ဒီ3ယောက်တဲ့ပိုးလာလို့ရှိရင်တော့အဲ့ဒါရံဖြစ်တဲ့နေကြတော့မှာပဲရသောသမထေရကသူ့တပည့်တွေကိုယဟန်တွေကိုဆုံးမတာပြမလူတယောက်တည်းနေအောင်ကြိုးစားတဲ့နတ်တွေလူနှစ်ယောက်နေရင်ယမယံခအချင်းများကြလိမ့်မယ်တဲ့ရွာထဲမှာ3ယောက်နေကြတယ်တဲ့3ယောက်ဆိုရင်နည်းနည်းတိတ်ဆိတ်သေးတယ်တဲ့3ယောက်တည်းပိုးလာပြီဆိုရင်ရဖြစ်တဲ့နေကြရပြီတဲ့အဲ့တော့တယောက်တည်းနေနေအောင်ကြိုးစားပါလို့တော့ရမှာအဲ့ဒါလိုနေဖို့တိုက်တွန်းနှိုးဆော်တာယသောသမထေရရဲ့အဆုံးအမစကားပဲဖြစ်တယ်ပေါ့ယသောသမထေရရဲ့အဆုံးအမစကားတိုင်းအခက်ခဲဥသမျှသိခံပြီးတော့ကိုယ်လုပ်ငန်းအောင်မြင်အောင်ကြိုးစားအားထုတ်ရမယ်ထို့သောကြိုးစားအားထုတ်ဖို့ရအတွက်တယောက်တည်းနေနိုင်အောင်ကြိုးစားရမယ်2ယောက်နေမယ်ဆိုလို့ရှိရင်တော့အချင်းများလိမ့်မယ်3ယောက်ဆိုရင်ပိုဆိုးမယ်ဒီတဲ့ပိုရင်တော့ဆုညံတန်နေကြလိမ့်မယ်လို့အခုလို့သူကတူတဲ့တယောက်တည်းနေဖို့ဆုံးမဩဝါဒပေးခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ယန္တာမထေရမြတ်ကြီးတွေကသူတို့ကိုယ်တွေ့အမှတ်တရစကားများကိုယခုလိုပြောဆိုခဲ့ကြတာဖြစ်လို့ထိုအမှတ်တရစကားတွေအတိုင်းတို့တွေဟာလိုက်နာကျင့်သုံးအားထုတ်ကြမယ်ဆိုလို့ရှိရင်တို့လည်းတရားမြတ်ရောက်မှာဖြစ်တယ်ဆိုတာကိုကိုယ်စီမှတ်သားပြီးကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း